ကျွန်တော်တနစ်လုံးအလုံးရှုပ်သွားတာ pH ကိုတေချာလေးဂယူမဆိုင်မီလို့ပါငါးကန်တဲ့ရေတွေကြည်နေဆိုပြီးငါးတွေအဆင်ပြေမလို့မထင်ပါနဲ့အခုပြထားတယ်ကျွန်တော်ရေကန်ဆိုလို့ရှိရင် pH level 10မှာပဲရှိပါတယ်တိတ်မကောင်းပါဘူးဒါကြောင့်မို့ငါးတွေအစာစားနှုန်းလဲတော်တော်ကျပါတယ် pH level 10မှာငါးတွေဘာကြောင့်အစာမစားလဲဒီနေ့လေ့လာကြည့်ရအောင်pH ကငါးကန်ထဲမှာပဲရှိရမှာမဟုတ်ပါဘူးကျွန်တော်တို့တောက်သုံးနေတဲ့ရေကအစာအရာအလုံးမှာ pH ရှိပါတယ်ကျွန်တော်တို့တောက်သုံးနေတဲ့ရေတန်းက pH 7ဖြစ်ပါတယ်ဒါကအတင့်တော်ဆုံးနေထားပါကျွန်တော်ငါးကန်က pH level 6ဆိုတော့ acid အနည်းငယ်ဆန်သွားတယ်ပေါ့ဗျာခုနှစ်ဆိုတဲ့မြချီတစ်ခုကနေ6ကိုထိုးကျသွားတဲ့အခါမှာရေကငါးတွေအတွက်အစိတ်တင့်တယ်လို့ဖြစ်သွားပါတယ်ဒါကြောင့်ရေကြည်နေပေမဲ့ငါးတွေအစာသိမ့်မစားတာဖြစ်ပါတယ် pH က9အောက်ဆိုရင် acid ဆန်ပြီး9အထက်ဆိုရင် alkaline ဆန်ပါတယ်လူတွေတောက်တုံးဖို့က9ကအတင့်တော်ဆုံးဖြစ်ပြီးငါးကန်အတွက်ဆိုရင်တော့ 6.5 ကနေ 8.5 အတွင်းရှိမှအဆင်ပြေမှာပါကျွန်တော်ကန် pH 10ဖြစ်နေရကိုကျွန်တော် EM ထည့်တယ်ပြီးရင်နွားချီ6ထည့်ပြီးတော့ကျွန်တော်တစ်ပတ်အတွင်းပြန်မြင့်ခဲ့ပါတယ်ထည့်ပြီးသွားလို့တစ်ပတ်ကြာတဲ့အခါမှာကျွန်တော်ကန်ရဲ့ pH level က9.5 ကိုပြန်လဲရောက်ရှိခဲ့ပါတယ် pH ကိုဒါထိန်းထားနိုင်ရင်ငါးမွေးရတာတော်တော်လွယ်တော့ပါပြီသင်ကန်ထဲကရေရော pH ဘယ်လောက်ရှိလဲ comment မှန်ခဲ့ပေးဦးနော်ကျေးဇူးတင်ပါတယ်ခင်ဗျာ